ကိုဒီပေါင်းကြီးတွေကိုဆိုတော့များကျွန်တော်တွေ့ပွဲဘူတာကမေးမဲ့ဆိုရင်ပြောဖို့တွန့်လေးရှိကြတာပေါ့နော်ကျွန်တော်ညီမလေးတယောက်မေးတာတော့ပေါ့နော်ကိုဒီပေါင်းလဲဆိုတာကဘာလဲပေါ့နော်ဘယ်သူကစခဲ့တာလဲပေါ့နော်ဒါကတော့တီးကြကြီးပြောဖို့ကြတော့ခက်တယ်ကျွန်တော်ဖတ်အံဈေးကွက်လေးကိုခြုံလို့ပြီးတော့ပြောပြပေးမယ်ကျွန်တော်ဖတ်အံဈေးကွက်မှာဆိုရင်ကျွန်တော်2000ပတ်ဝန်းကျင်ခုနှစ်တော့ဆိုရင်ကျွန်တော်တို့ကိုဒီကိုဒီမော်လမြိုင်ကဈေးကွက်ကလမ်းမိုးတာပေါ့နော်မော်လမြိုင်ကပေါင်းပြီးတော့ရောင်းကြတယ်ကျွန်တော်ခင်ပြည်နယ်မှာကွန်ဒီထွက်တယ်ဆိုပြီးမဲ့ဒီရေစိပြီးတော့ဖြူအောင်လုပ်ရတယ်နည်းနည်းဖြူတယ်လို့ထင်တဲ့ကွန်ဒီတွေကိုကြိုက်ကြတာပေါ့နော်ရေလက်စိန်တာအတွက်ပေါင်းတဲ့ထိတော့ဣတယ်လို့ခံစားပြီးစားကြတာပေါ့နော်ဒီချိန်မှာဖအီမော်လမြိုင်ကဈေးကွက်ဝင်လာတဲ့ချိန်မှာဖအမှာညက်ခုံမရှိဘူးမရှိတဲ့အတွက်ကျွန်တော်ဖေးစားတယ်စားတဲ့ချိန်မှာကျွန်တော်ဖေးရဲ့ကွန်ဒီက quality ပိုရောတယ်လို့ခံစားရတယ်ပေါ့နော်ကိုဒီ quality ပိုရောက်တဲ့ခံစားရတာဖြစ်တဲ့တော့ဒီပေါင်းဒီကိုအဓိကလိုအပ်မှန်တီးလို့ကျွန်တော်ဖေကိုနိုင်ဟိုကကျွန်တော်ကော့ဘိန်းလားကော့ဝမ်ဒီမသိတော့မှန်ပြီပေါ့နော်ကျွန်တော်ငယ်တော့ပြောပြတာဟာတွေနားထောင်တာပေါ့နော်ဒီကော့ဘိန်းမှာကော့ဝမ်ဒီကျွန်တော်ပညာတက်တင်ခဲ့တယ်ပေါင်းအနီပေါ့နော်အဓိကတော့ပေါင်းနေဆိုတာကကျွန်တော်တို့ကွန်ဒီကိုရေစိမ့်တယ်ရေစိမ့်ပြီးတော့ကျွန်တော်ရေစစ်တယ်ဦးဒီ6ပေါ့နော်ရေစစ်တယ်ပြီးတော့ကျွန်တော်တို့အခန်းလောက်ခန်းတစ်ခန်းမှာကျွန်တော်ကန့်ဆိုတဲ့ chemical ပစ္စည်းတစ်ခုကိုမီးနဲ့ထိတွေ့ပြီးအငွေးဖြစ်ပေါ်အောင်လုပ်တယ်ဖြစ်ပေါ်တဲ့အငွေးနဲ့ပဲဒီကွန်ဒီကိုငွေးလောက်တဲ့အခန်းထဲမှာညနေ9နာရီဆိုရင်မနက်9နာရီလောက်ပေါ့12နာရီပေါ့ဝင်ကျင်လောက်နည်းနည်းအလုံထားတာပေါ့နော်အလုံထားတဲ့အချိန်မှာဒီကွန်ဒီထွက်လာတဲ့ကွန်ဒီဒီပုံမှန်ထက်ပိုဖြူတယ်လို့ခံစားရတယ်ပိုဣဝါတယ်လို့ခံစားရတယ်ပေါ့နော်တာရှင်လဲပိုထားခံတယ်ပေါ့နော်ဒီကန့်ဒီလဲတခြားစားသောက်ကုန်တွေမှာပါတယ်လို့လည်းအများစုကဆိုပါတယ်ဒီဈေးကွက်မှာကျွန်တော်တို့ဒီပေါင်းတဲ့ဟာကိုကျွန်တော်တို့နေဘက်ကဒီဖန်ဘက်ကတော်တော်ကင်းပြီးနေတဝန်းကျင်ကတော်တော်လေးကြိုက်ခဲ့တယ်ဖြစ်အတွက်မော်လမြိုင်ဈေးကွက်ရက်နာပါတယ်မော်လမြိုင်ဈေးကွက်ရက်နာပါတယ်အခုကျွန်တော်တို့မော်လမြိုင်ဈေးကွက်ဒီလေဒီအချောက်လိုက်ကိုပြန်ပြောင်းပြီးတော့လုံးဝအောင်မြင်တဲ့ထိတ်တန်းဈေးကွက်တစ်ခုဖြစ်နေပြီကျွန်တော်တို့ကြတော့ကျွန်တော်မျိုးကြောင့်ဒီကျွန်တော်တို့ဘေးရဲ့ဈေးကွက်ဒီခုလည်းနည်းနည်းလေးရက်တန့်သွားတာကျမရဲ့ကိစ္စတွေကြောင့်လည်းပါတာပေါ့နော်ဆိုတော့ကျွန်တော်အခုဈေးကွက်မှာလည်းဒီပေါင်းကူးဒီဈေးကွက်ကလည်းဒီတန်တရာကြီးကလဲနေတာဖြစ်တဲ့အတွက်မော်လမြိုင်ဈေးကွက်ရက်ကွက်ပြီးတော့ဒီကျွန်တော်တို့ဖေးတို့ဈေးကွက်ကျွန်တော်တို့ဈေးကွက်ရက်ပြီးတော့နောက်ဈေးကွက်တစ်ခုထပ်လာတယ်အခုဆိုရင်တော့ဖန်မှာဈေးကွက်အများကြီးရှိတာပေါ့နော်ဒါအကုန်လုံးဒီလည်းပေါင်းအောင်အခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ဈေးကွက်တွေပဲကျင်လည်နေကြတာဖြစ်ပါတယ်ကျွန်တော်တို့ဒါကလည်းဈေးကွက်ခြေပြန့်တဲ့ပုံမှာလည်းမူတည်တာပေါ့နော်ကျွန်တော်တို့ဒါအောက်ပိုင်းပေါ့နော်ပေါင်းကုန်းကြီးကြိုက်တဲ့ဈေးကွက်ရှိတယ်လို့လုံးဝပေါင်းကုန်းကြီးဆိုလက်မခံတဲ့ဈေးကွက်တွေလည်းရှိတယ်ကျွန်တော်ကိုနိုင်လည်းဒီအထက်ပိုင်းတွေကိုရောင်းချမှုတဲ့ဆိုရင်တချို့ဆိုရင်ကျွန်တော်တို့ကြတော့ဘယ်လိုလဲဆိုတော့မိုးရင်းဆိုရင်ကျွန်တော်ဆက်နဲ့အချောက်ခံပြီးဆိုရင်မချောင်းမှာကြောက်လို့ပေါင်းကန်းပြန်ထည့်တယ်ကွာပေါင်းကန်းထိပ်ပြီးကုန်းကြီးကိုကျွန်တော်ပို့တာပါပို့တဲ့အချိန်မှာအထက်ပိုင်းကလူတွေကမကြိုက်တာမျိုးတွေရှိတယ်သူတို့လက်မခံနိုင်ဘူးပေါ့နော်ဒီကန်နဲ့ယူသူတို့သဘောမတွေ့ဘူးပေါ့နော်နဲ့ယူလုံးဝသူတို့သဘောမတွေ့တဲ့အနေအထားမျိုးတွေတွေ့ခဲ့တယ်ရိုးရဟိုကကျွန်တော်တို့အများစုတော်တော်များများအခုလက်ရှိမှာအကျယ်ပြန့်ဆုံးဈေးကွက်နဲ့ဆိုရင်ကွန်ဒီကိုကျွန်တော်တို့ကွန်ဒီအချောက်ကိုရေစိမ့်တယ်3ရက်တိုင်ဒီ9ရက်တိုင်ဒီရေစိမ့်ကြတယ်9ရက်ကြတော့များသွားလိမ့်မယ်6ပြန်လမ်းမှာဖြစ်တဲ့တော့2ရက်လည်းရတယ်3ရက်လည်းရတယ်တော်တော်များများတော့3ရက်ဒီအဆူသမားတွေရှိတယ်ပွားမပေါင်းမင်းနဲ့အဆူတိုင်းကို9ရက်လောက်စိတ်ကြတယ်စိတ်ပြီးတော့တရက်တာတရက်အဲ့လိုလေပြီးဖြုံးတဲ့လူတွေရှိတယ်ပေါ့နော်မျိုးစုံပေါ့နော်အခုတော်တော်များများကြတော့ကျွန်တော်3ရက်ရေးစိတ်တယ်စိတ်ပြီးတော့စိတ်ပြီးတော့လေတက်လက်ပြီးတော့အယောင်လေတက်လိုက်နေဘူးလန်းတယ်ပြီးတော့လိုအပ်တဲ့နေရာမှာလိုပို့ရတယ်ပေါ့နော်နောက်တစ်မျိုးကကြတော့ကျွန်တော်တို့ရေးစိတ်တယ်ရေးစိတ်ပြီးတော့9ရက်လောက်စိတ်တရက်တာတရက်အဲ့လိုပေးတယ်တရက်နေ့အဲ့လိုပေးပြီးတော့ရောင်းတာလေးရှိတယ်နောက်ဈေးကွက်တစ်ခါတော့ခုနပေါင်းတာပေါ့နော်ကျွန်တော်ကွန်တီကိုရေစိမ့်တယ်ရေစိမ့်ကွန်တီချောင်းရေစိမ့်တယ်ရေစိမ့်ပြီးရေစစ်တယ်ရေစစ်ပြီးပေါင်းကန်းနဲ့ထည့်တယ်ပေါင်းကန်းပြန်ထွက်ပြီးတော့ကျွန်တော်စိတ်တယ်စိတ်ပြီးတော့တစ်ခေါက်ပြောင်းပေါင်းကန်းနဲ့ပြန်ထည့်တယ်ထည့်ပြီးမှပြန်လဲရောင်းချတယ်ပေါ့နော်အဲ့ချိန်မှာကွန်တီလေးကပေါင်းကန်းနဲ့ထည့်လိုက်တာဖြစ်တဲ့အတွက်ကိုနည်းနည်းဖြူတယ်လို့ခံစားရတယ်ကျွန်တော်ရေစိမ့်တဲ့နေရာမှာတချို့တွေကချွတ်ဆေးတွေတုံးတာမျိုးလည်းရှိတာပေါ့နော်တယောက်နဲ့တယောက်တူနဲ့တူကတော့မတူကြဘူးပေါ့နော်ဈေးကွက်သူ့ရဲ့ဈေးကွက်နဲ့တူပေါ့နော်ကျွန်တော်တို့ဆိုလည်းမျိုးစုံလှုပ်ဆောင်ခဲ့မှုတာဖြစ်တဲ့အတွက်တိုက်တင်လျောက်မျှဝေပေးခြင်းဖြစ်ပါတယ်ကွန်ဒီတဲ့ပတ်သက်တာတိလို့ရမေးလို့ရရှိတက်နိုင်တယ်လို့ comment မှာရော messenger မှာရော viber မှာရောမေးလို့ရပါတယ်ကျွန်တော်တို့ဘက်ကတက်တလောက်ကူညီပေးပါတယ်ကွန်ဒီပေါင်းကြီးတွေကိုဆိုတော့များကျွန်တော်တွေ့ပွဲဘူးတာကမေးမဲ့ဆိုရင်ပြောဖို့တွန့်လေးရှိကြတာပေါ့နော်ပြောဖို့တွန့်လေးရှိတဲ့အပေါ်မှာကျွန်တော်ကိုကလည်းလူငယ်တုန်းကကျွန်တော်ဒီကိုနီငယ်တော့ကနေဒီကျွန်တော်စားလုပ်တဲ့အချိန်ပေါ့နော်ကျွန်တော်ကိုယ်တိုင်စိတ်ပါကွန်ပါလေးစားလုပ်တဲ့အချိန်မှာတည်းကနေမေးရင်တွန်းကြတယ်မပြောချင်ကြဘူးပေါ့နော်တောင်းဆရာမန်လေးရဆရာကြီးတယောက်ပေါ့နော်ကျွန်တော်လေးစားအားကြတဲ့ဆရာကြီးအရင်ကတော့ page ရှိတယ် page နာမည်ကဆိုင်နာမည်မဟုတ်ကွန်ဒီဒိုင်ဆိုတဲ့နာမည်ဖြစ်နေတယ်ဒီဆရာကြီးကိုယ်တိုင်ကကျွန်တော်လေးစားအားကြရတယ်
ကျွန်တော်တို့ဘာမှမဟုတ်တဲ့လူငယ်လေးသူလည်းမသိဘူးလိုင်းပေါ်မှာဒီတိုင်းပဲဖုန်းနံပါတ်လေးတွေ့လို့မေးတိုင်းတဲ့အချိန်မှာခရီးစားအတွင်းအစီကိုကျွန်တော်ကိုအသေးစိတ်ပြောပြပေးရဆရာရုပ်တယ်ဒီနေရာကနေဥညွှန်ပါတယ်ကျွန်တော်ကိုနိုင်ရောဒီကွန်ဒီပေါင်းဒီပတ်ဝန်းကျင်ကဆိုပြီးမယ်ဒီဆရာကြီးကကျွန်တော်ကိုတခြားလိုအပ်တဲ့အသေးစိတ်တွေအကုန်လုံးစာတင်ပြပေးတာဖြစ်ပါတယ်တော်တော်လေးလေးစားစရာကောင်းပါတယ်ကျွန်တော်ကွန်ဒီကိုကျွန်တော်ကမေးနေတဲ့လူတွေဗျာဒီလိုမလားတီးတဲ့လူတွေမေးတဲ့လူတွေမှာစိတ်ပိုင်ဆိုင်ရာလေးကအများကြီးသိရတာပေါ့နော်ဒါပေမဲ့ ဆရာကြီးကအများကြီးလေးစားဖို့ကောင်းပါတယ်ဆရာကြီးကိုအားကြလို့လည်းကျွန်တော်အခုလိုမျှဝေပေးနေတာလည်းဖြစ်ပါတယ်ခင်ဗျာဒါတွေကတော့လည်းလက်လန်းမိတော့မျှဝေပေးတာဖြစ်လို့လွန်တာရှိလည်းဝန်တာမိပါကျွန်တော်လက်လန်းမိတော့မပြီးတဲ့ဟာတွေကတော့လည်းကျွန်တော်ရဲ့ story တစ်ခုအနေနဲ့မှတ်ထားခြင်းအပြင်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ